ကျွန်တော်တို့မြန်မာနိုင်ငံမှာမြန်မာနိုင်ငံလွှတ်တော်မှာအခုသမ္မတယူဦးမင်းအွန်လိုင်းကလွှတ်တော်ကိုအာဏာသိမ်းနေပါပြီအာဏာသိမ်းဖို့ကြံစီနေပါပြီအဲ့ဒါကိုခင်ဗျားတို့လိုက်ရုံမှလားဆိုတော့ကျွန်တော်ကြည့်မယ်နော်ခင်ဗျားတို့မှာဘယ်လောက်တတိရှိလဲကျွန်တော်ကြည့်မယ်နော်ခင်ဗျားတို့မှာဘယ်လောက်တတိရှိလဲကျွန်တော်ကြည့်မယ်ဘာကြောင့်လဲဆိုတော့လူတစ်ယောက်ကအာဏာယူတယ်လှုပ်ချင်တယ်လို့လုပ်နေတယ်ခုလွတ်မကြံစီတဲ့တော့ကြံစီနေတယ်အဲ့ဒါဘာလဲဆိုရှင်လွတ်တော်ရဲ့ဥပဒေပြုရေးအာဏာကိုပါအာဏာသိမ်းလူသိမ်းတဲ့ပုံစံမျိုးကိုဆောင်ရွက်နေတဲ့ဥပဒေပြင်ဆင်မှုတွေကိုကျွန်တော်တွေ့လာပြီဒါအားလုံးပဲမင်္ဂလာပါအဝိကမြန်မာ News Channel မှာလွယ်ဥတော်လိုင်းရေးသတင်းအပါအဝင်နိုင်ငံရေးစစ်ရေးသတင်းများကိုအချိန်နဲ့တပြေးညီတင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက် Like and Subscribe လုပ်ထားပေးပါရန်တောင်းဆိုအပ်ပါတယ်ပထမခြေလမ်းနော်ဒုတိယခြေလမ်းအနေနဲ့ကတော့လာတော့မှာခြေလမ်းတွေတစ်ခုပြီးတစ်ခုလာတော့မှာဒီပုဂ္ဂိုလ်ရဲ့ဆောင်ရွက်ချက်တွေပေါ့ဦးမင်းအွန်လိုင်းရဲ့ဆောင်ရွက်ချက်တွေဟာတအားကိုလူလေကြလုံးပါလေနော်စစ်တပ်ကိုဖျက်ဆီးနိုင်ငံကိုဖျက်ဆီးသူမရှိမဖြစ်တဲ့အောင်နိုင်ငံကိုပုံစံသွင်းပြီးတော့နေရာဝင်ယူသမ္မတနေရာယာတုကိုဝင်ယူသမ္မတယာတုကိုယာပြီးတော့လေဒီတိုင်းမနေဘူးသမ္မတယာတုကိုယာပြီးတဲ့ခါကျယာသက်ပံသမ္မတဖြစ်ရေးကနေစပြီးတော့လွတ်တော်ရဲ့အာဏာနော်လွတ်တော်ရဲ့တရားစီရင်ပေါ့တရားဥပဒေပြုရေးပေါ့ဥပဒေပြုရေးအာဏာကိုပါအပိုင်းသိမ်းမှုချောင်းနေပါပြီအဲ့ဒီပြင်မဲ့ဥပဒေတွေကျွန်တော်တဖြည်းဖြည်းနဲ့ပြောပြပါမယ်နော်ဒီမှာခဏလေးကြာပြောပြပေးမယ်မင်္ဂလာပါခင်ဗျမင်္ဂလာပါအဲ့ဒါတွေမစခင်မှာကျွန်တော်မြန်မာနိုင်ငံမှာဖြစ်ပျက်နေတဲ့ကိစ္စပြည်သူလူထုဒုက္ခလေးကိုလည်းကျွန်တော်အရင်ဆုံးပြောပြရစီဗျာနော်ပြည်သူလူထုအခုချိန်မှာခံစားနေရတာတော့ဗျာဟိုကျွန်တော်တို့ဘာခေါ်မလဲမူရစေဝါတွေကိုတရားဝင်လိုင်စင်ရတယ်လို့ရောင်းနေတာမြန်မာနိုင်ငံမှာတော်တော်ဆိုးနေပါပြီဗျာနော်မူရစေဝါနေရာတိုင်းမှာပြန့်နှံ့နေတယ်သုံးတဲ့သူတွေကလည်းကောင်းကောင်းသုံးနိုင်တယ်ဗျာမြန်မာနိုင်ငံကတကယ်ကိုဗျာနော်ပျက်စီးခြင်း၅ပါးနဲ့ပျက်စီးစုပ်ပြတ်တက်တခါတည်းမူရစေကလည်းပေါ်လောင်ကစားကလည်းပေါ်လူဆိုးလူမိုက်လူဆိုးတခိုးကလည်းပေါ်အားလုံးကိုကြောက်ရွံ့ပြီးတခါတည်းကုန်စည်နှုန်းတွေကလည်းကြီးနိုင်ငံတော်အုပ်ချုပ်တဲ့အစိုးရကလည်းတစိတ်ရှိပြည်သူလူထုကိုဘယ်လိုလဲပေးကျင့်ရမလဲဆိုတာပဲချောင်းနေတယ်လွတ်တော်ဆိုတာကလည်းလွတ်တော်ကြည့်လိုက်တဲ့ခါကျတော့လည်းပြည်သူလူထုအတွက်ကောင်းကျိုးဆောင်ရပြီးပြည်သူရှိရတယ်မမရက်တည်ပြီးတော့လွတ်တော်ထဲမှာတိုက်ပွဲဝင်မလားပြည်သူအတွက်တိုက်ပွဲဝင်ပေးမလားမှတ်တယ်နော်တခါတည်းဘောသွားမနေဘောလွတ်တော်ဖြစ်နေတာတကြောင်တခါတည်းဒီစရုပ်ထမှန်နိုင်ပေါ့ဗျာနော်မြန်မာနိုင်ငံဒီမိုကရေစီနိုင်ငံတွေမှာမှန်နိုင်ကြီးတွေရှိတာဥပဒေပြုရေးတရားစီရင်အုပ်ချုပ်ရေးမှန်နိုင်ကြီးတွေပေါ့အဲ့ဒီမှာနောက်ထပ်စရုပ်ထမှန်နိုင်ဖြစ်တဲ့ဒီသတင်းမီဒီယာကဏ္ဍကြည့်လိုက်ရင်ဘောမဖို့လောက်မချောင်းနေတယ်ဘာမှကိုလုပ်လို့မရအောင်လို့ချုပ်ထားတဲ့ပုံစံမျိုးတွေဖြစ်နေတယ်အဲ့တော့ပြည်သူလူထုရဲ့ဒုက္ခဟာဘလို့နီးနဲ့မှခင်ဗျားတို့ဒီအစိုးရဒီလွတ်တော်ဖြေရှင်းနိုင်မှာမဟုတ်ဘူးဘာကြောင့်လဲဆိုတော့သမ္မတယူအာနာယူကမကြံစီသေးနိုင်ကြံစီပြီးတော့ဥပဒေပြုရေးအာဏာကိုပါသိမ်းဖို့ချောင်းနေပါပြီနော်သိမ်းဖို့ချောင်းနေပါမင်္ဂလာပါမှန်ကန်ကွဲတတ်တယ်မှန်တရားကိုကျွန်တော်ပြောမှာပါဒါကျွန်တော်အမှန်တရားကိုပြောနေခြင်းဖြစ်တယ်2008ခြေခံဥပဒေထဲကနေပြီးတော့ပြောနေတာဖြစ်တယ်ခင်ဗျားတို့မြန်မာနိုင်ငံမှာအုပ်ချုပ်နေတဲ့2008ခြေခံဥပဒေထဲကနေပြီးတော့ပဲကျွန်တော်ပြောတဲ့စကားထဲမှာရာဇဝတ်ဥပဒေနဲ့ညှိတာလည်းမပါဘူးနော်ဘယ်ဥပဒေနဲ့ညှိဆွမ်းတာမှမပါပါဘူးကျွန်တော်ပြောတဲ့ထဲမှာ2008ခြေခံဥပဒေဘောင်နဲ့ဂွင်တွေကပဲပြောတဲ့အတွက်ကြောင့်မို့လို့ကျွန်တော်ပြောသမျှအရာတွေအားလုံးဟာတရားဝင်တယ်လို့ကျွန်တော်ရဲ့ဒီပြောဆိုတဲ့ဒီစကားတွေနဲ့ပတ်သက်ပြီးဖမ်းလို့ရတဲ့ဥပဒေမြန်မာပြည်မှာမရှိပါဘူးရှိတယ်ဟဲ့ဆိုလို့ရှိရင်ဒါကအကြံဖန်ဥပဒေပဲဖြစ်ပါလိမ့်မယ်နော်အဲ့တော့မူရစီဝါတွေမြန်မာပြည်မှာရောင်းနေတာဟာတကယ်လိုင်စင်ရပုံစံမျိုးနဲ့ရောင်းနေတယ်မူရစီဝါရောင်းသူရဲ့အနောက်မှာဘယ်သူရှိသလဲဆိုလို့ရှိရင်တော့ခင်ဗျားတို့လက်နက်ကင်ပေးကင်ထားတော့ပြည်သူစစ်အမိခံထားတဲ့ပြည်သူစစ်တွေပေါ့ဗျာနော်ပြည်သူစစ်တွေလက်နက်ကင်နေရှိသလိုရောင်းနေတဲ့သူတွေကတော့ဇိုးတွေရောင်းမယ်ပြီးတော့လို့ရှိရင်တော့အဲ့ဒီနောက်မှာဇိုးအုပ်စုတွေရောင်းမယ်အဲ့နောက်မှာကျွန်တော်တို့လက်နက်ကင်ပြည်သူစစ်တွေရှိမယ်လက်နက်ကင်တွေရဲ့အနောက်မှာတခါတည်းရဲတွေရှိမယ်ရဲရဲ့အနောက်မှာစရဖရှိမယ်လက်တံရှည်လိုက်တာဗျာနော်အဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့အမှုတွေပိုင်းသွားဖွင့်မယ်ဆိုရင်တော့မှဘယ်မျိုးလန့်ပိတ်ထားပြီးသားအမှုရောင်လို့အောင်သွားမဖွင့်နဲ့နော်ခင်ဗျားတို့ခုမြန်မာပြည်မှာကိုသားသမီးလေးတခါတည်းပျက်စီးမှာဆိုတော့နော်မူရစီဝါပျက်စီးမှာဆိုမိဘတယောက်နေနဲ့ဟလာနိုင်ငံသားတယောက်နေတာဝန်သိပြည်သူတယောက်နေနဲ့တိုင်းနေဖြစ်နေတာကနဲ့ပတ်သက်ပြီးတော့
ဆိုရထိမ့်ပေးပါဟာလားဥပဒေပြုမှန်နိုင်ကြီးဟာလားတရားစီရင်မှန်နိုင်ကြီးကထိမ့်ပေးပါဆိုပြီးတော့တိုင်ခြင်းနဲ့တိုင်မှုတော့မစင်စားနိုင်နဲ့ခင်ဗျားတို့ဘဝပြတ်သွားလိမ့်မယ်။ဘာကြောင့်လဲဆိုတော့ဒီအာနာမအစင်းစင်မှာကလှုပ်ထားတာလေဗျာလှုပ်ထားတဲ့ခါကျတော့အမှုသွားဖွင့်ပါရဲ့အမှုသွားဖွင့်တဲ့ခါကျတော့ဒီမြို့မှာဆိုလို့ရှိရင်သူတို့လုံနေတဲ့မြို့မှာဆိုဖွင့်လို့မရအောင်နော်ဖွင့်လို့မရအောင်ဘာကြောင့်လဲဆိုတော့ဖွင့်ပြီးဟေ့ဆိုလို့ရှိရင်လည်းဘယ်လိုခေါ်မလဲဆိုတော့ကြောင့်နောက်ထပ်သူတို့ကတည်ရဖြတ်မှုနဲ့တရားပြန်ဆွဲတယ်တရားပြန်ဆွဲပြီးတော့လို့ရှိရင်တရားပြန်ဆွဲအတည်ဖြတ်မှုနဲ့တရားဆွဲခံရပြီးသွားလို့ရှိရင်တော့အာမခံကြီးအနေနဲ့30ရှိတယ်အဲ့တော့ကိုကအမှုသွားဆွဲကမှကိုအမှုပြန်ပတ်တဲ့ပုံစံမျိုးတွေဖြစ်လာတယ်အမှန်တရားကိုလုံးဝပြောလို့မရတဲ့အခြေအနေမျိုးတွေဖြစ်လာတယ်နောက်ဆုံးပြီးတော့ကိုပဲတရားခံပြီးပြန်ဖြစ်ရတယ်ဘာကြောင့်လဲတရားရုံးတော့မတက်နိုင်တော့ဘူးလေအဲ့တော့မြန်မာနိုင်ငံအခြေအနေကြီးကဖြစ်ကျင်တိုင်းဖြစ်နေတယ်ဒီကိစ္စမြန်မာနိုင်ငံရဲ့ဒီအစိုးရမြန်မာနိုင်ငံရဲ့လွတ်တော်ဘောလွတ်တော်ဘာမှဒါတွေကိုဆောင်ရွက်နေတာမဟုတ်ပါဘူးသူတို့အနေနဲ့ကလွတ်တော်ထဲမှာလူကြားကောင်းအောင်မြန်မာနိုင်ငံမန်နိုင်ကြီး3ရက်နဲ့အုပ်ချုပ်နေချောင်းနော်ပြရုပ်လေးတစ်ခုအနေနဲ့ for show အနေနဲ့ပြထားတာပါအမှန်တကယ်ကတော့ဦးမင်းအောင်လှိုင်ရဲ့ deep state ကနေပြီးတော့ control လုပ်နေရလို့ကျွန်တော်တို့ယူဆလို့ရနေပြီအခုချိန်မှာအဲ့တော့မူရစေဝါတွေတော်တော်တောင်းညမ်းနေတယ်နော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့နာမည်တွေပါအတိအကျကျွန်တော်ကပြောဖို့တော့အစီအစဉ်ရှိတယ်ပေါ့ဗျာနော်ပြောပါမယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်ပြောတဲ့နာမည်တွေထဲမှာတော့ကြောင့်လေးနေမထိခိုက်တဲ့သူတွေထိခိုက်မှာရန်ဆိုရင်တော့ကြောင့်မလို့မူရစေနဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးနာမည်တွေရောခဏထိန်ချန်ထားပါရစေဦးနော်ထိန်ချန်တာမဟုတ်ပါဘူးအချင်းဘယ်လိုခေါ်မလဲဆိုတော့တိကျအောင်စီစစ်နေစေဖြစ်နေလို့ပါအဲ့တော့နေရာလေးတွေတော့ကျွန်တော်ပြောလိုက်ပါမယ်နော်နေရာလေးတွေပြောပြမယ်အဲ့ဒါဘာလဲဆိုလို့ရှိရင်တကုံတက္ကသိုလ်တဲ့ဆေးကြောက်ရောင်းတဲ့သူတွေတော်တော်တောင်းညမ်းနေပါတယ်တဲ့တကုံတက္ကသိုလ်မှာနော်အဲ့တော့အဆောင်တွေထဲမှာပါသူတို့ရဲ့ကိုယ်စားလှယ်ရရှိနေယောက်ျားလေးတွေနေတဲ့အဆောင်ထဲမှာသူတို့ရဲ့ကိုယ်စားလှယ်တွေရှိတယ်ဆေးကြောက်ဝယ်မလားဘာဆေးလိုချင်လဲအကုန်လုံးရပါတယ်နော်ပြီးတော့လို့ရှိရင်သူတို့တွေမချင်တဲ့လို့သွားတိုင်လည်းမရအောင်သွားတိုင်လို့ရှိရင်ဘောကပြတ်သွားနိုင်တယ်သူတို့နောက်မှာလူစိုးတွေလူမိုက်တွေတခိုးချိုးတွေအများကြီးရှိနေတယ်အဲ့နားမှာပဲသူတို့ကပြန်ပြီးတော့အဖွဲ့တွေကလည်းအများကြီးရှိတယ်ဂိုင်းတွေလည်းအများကြီးရှိတယ်မူရစီဂိုင်းတွေအဲ့တော့အဲ့ဒီမှာရှိနေတဲ့ဒီတကုံတက္ကသိုလ်ကျောင်းထဲမှာမနေတော့ဘဲနဲ့အနားမှာရှိနေတဲ့အိမ်ယာတွေမှာအိမ်ငားနေပြီးတော့မူရစီကိုရောင်းတယ်ကျောင်းရဲ့ကန်ထင်းတွေမှာမူရစီကိုရောင်းပြီးတော့မူရရဲ့တကယ်ဘယ်လိုခေါ်မလဲမူရစေဝါဂိုင်းတွေကျက်စားရနေရဖြစ်နေတယ်အေးစစ်စစ်နေခြင်းနဲ့ကျောင်းသားတွေနေခြင်းလို့မရတဲ့ပုံစံမျိုးတွေဖြစ်နေတယ်အဲ့တော့အဆောင်ထဲကိုဘယ်လိုဝင်ကြလဲရဲတွေကလည်းဝင်ပေးထားတယ်ဗျာနော်တိုင်လို့လည်းမရဲဘူးဆန္ဒကျွန်တော်ပြောသလိုပါဗျာနော်သွားတိုင်လို့ရှိရင်ဘာဖြစ်သွားမလဲကိုကပြန်ပြီးတရားခံဖြစ်မဲ့ပုံစံမျိုးဖြစ်တယ်မြန်မာပြည်ကဖြစ်ချင်တိုင်းဖြစ်ပြက်ချင်တိုင်းပြက်နေတဲ့နိုင်ငံကြီးစုပ်ပြတ်တတ်နေတာပါနော်နိုင်ငံကိုဖျက်ဆီးပြီးတော့သူမရှိမဖြစ်တဲ့ပုံစံမျိုးတွေလုပ်နေတာဟာတော်တော်ဆိုပါလေနော်အဲ့တော့အကြောင်းသားလေးတွေပညာစူးစမ်းခြင်းနဲ့အကြောင်းသားလေးတွေပေါ့ဗျာနော်တော်တော်လေးအခုအချိန်မှာစိတ်ညစ်နေရတော့စိတ်ညစ်နေရတယ်အဲ့တော့အဲ့ဒီမှာဥဆောင်နေတဲ့ចောင်းသားတယောက်နာမည်တော့ကျွန်တော်မပြောသေးဘူးဗျာနော်ဥပဒေနဲ့ပြီးထားပြီးသားចောင်းသားတယောက်ပေါ့ဗျာနော်သူကចောင်းမှာတော့မှဆက်မနေတော့ဘူးသူကအနားမှာရှိတဲ့အိမ်ရမှာငှားနေပြီးတော့မူရစီဝါလုံနေကြပါအဲ့တော့ဂိုင်းတွေကတော့အခုတောင်းညမ်းနေကြမူရစီဂိုင်းတွေမြန်မာပြည်မှာတောင်းညမ်းနေကြပြီပေါ့ဗျာနော်အဲ့ဒီနောက်မှာတော့ဆိုတော့ကျွန်တော်ပြောသလိုမူရစီရောင်းသူရဲ့နောက်မှာဇိုးရဲ့နောက်မှာလက်နက်ကိုင်ရဲ့နောက်မှာရဲရဲ့နောက်မှာစာရဖရဲ့နောက်မှာခါလဲစုပ်ပြတ်တက်နေတဲ့နိုင်ငံဖြစ်နေတယ်ခင်ဗျားတို့ဘူးမှပြောမှာမဟုတ်ဘူးနော်ဘူးမှလည်းပြောပြမှာမဟုတ်ပြောလဲပြောရမှာမဟုတ်ပါဘူးတီရီမင်္ဂလာဈေးကိစ္စလည်းကျွန်တော်ပြောမှာပဲတခါလဲမီးလောင်တော့တယ်တီရီမင်္ဂလာဈေးကြောင်းပြောရင်းနဲ့ပဲတခါလဲအဲ့ဒီစိုက်မီးကိုချက်ချော့ပေါ်လာတာတွေကတော့မြန်မာနိုင်ငံမှာခင်ဗျားတို့ငွေလေးရှိရဆိုပြီးတော့အိမ်နေမြေတွေရှောက်ဝယ်မနေနဲ့နော်အခုချိန်မှာခင်ဗျားတို့မလွယ်လောက်ဘာကြောင့်လဲဆိုတော့အိမ်နေမြေတွေခြံတွေသွားဝယ်လို့လူမနေတဲ့နေရာတွေခြံတွေအားလုံးကို grant တွေလုပ်ပြီးရောင်းနေတာနော် grant တွေလုပ်ပြီးရောင်းနေရပါခင်ဗျာအခုအကုန်လုံးမြန်မာနိုင်ငံမှာပေါ်နေတာအဲ့တော့ခေတ်ဆက်ဘယ်သူမှမပြောလာတဲ့အရာတွေကိုမောင်နေနဲ့ပြောရတာတော့စိတ်တော့မကောင်းဘူးအဲ့ဒါအခုလက်ရှိအချိန်မှာတကယ်ဖြစ်နေတာအဲ့တော့တချို့နေရာတွေဆိုလို့ရှိရင်လူမိုက်ကပြောထားတယ်ဒီနေရာဟာခင်ဗျားတို့နေလို့ရတယ်နေနော်ပါမစ်မြေတွေပါလာလုံနေလို့ရတယ်ဘယ်အချိန်ထိလဲဆိုလို့ရှိရင်ကျုပ်အာဏာရှိတဲ့အချိန်ထိတယ်လူမိုက်တွေဇိုးတွေကပြောတာနော်လူမိုက်တွေဇိုးတွေကပြောထားတယ်ကျုပ်အာဏာရှိတဲ့အချိန်ထိနေလို့ရတယ်ဆိုတော့အကယ်၍သူမကြိုက်ရင်မောင်းထုတ်တယ်ရိုက်လွတ်တယ်ဖြစ်ချင်တိုင်းဖြစ်ဆိုးချင်တိုင်းဆိုးတယ်ခါလဲဇိုးတွေကိုဇိုးမရှိရင်ရှင်သန်လို့မရတဲ့ပုံစံမျိုးတွေဖြစ်နေတယ်မြန်မာနိုင်ငံကြီးဟာနော်
အဲ့တော့ဇိုးတစ်ဖွဲ့ကချင်းချောက်ထားလို့ရှိရင်နောက်တစ်ဖွဲ့ကိုသွားပြီးအကူကြီးတောင်းရတယ်ကျွန်တော်ကျမကိုကူကြီးစောင့်ရှောက်ပေးပါဆိုပြီးတော့အကာအကွယ်ယူရဇိုးကအကာအကွယ်ပြန်ယူထားပေးရတယ်ရဲကာကွယ်မလုံခြုံဘူးမြန်မာနိုင်ငံမှာရဲကာကွယ်လည်းမလုံခြုံစစ်တပ်ကာကွယ်လည်းမလုံခြုံဘူးမြန်မာနိုင်ငံမှာလုံခြုံဆုံးကတော့ခင်ဗျားတို့ဇိုးအကာအကွယ်ပေးတာလုံခြုံတဲ့ပုံစံမျိုးဖြစ်နေတယ်နော်အဲ့တော့ဇိုးကာကွယ်ပြီးမှလုံခြုံမဲ့ပုံစံမျိုးဖြစ်နေတယ်တော်တော်လေးကိုဖြစ်ချင်တိုင်းဖြစ်နေတယ်ပေါ့ဗျာနော်ဒါကတော့မူရစေဝါတွေနဲ့ပတ်သက်ပြီးတော့ဖြစ်ချင်တိုင်းဖြစ်နေတဲ့ကိစ္စပေါ့နောက်ထပ်ကျွန်တော်ထပ်ပြောမှာပေါ့ဗျာနော်လှိုင်မြို့နယ်တဲ့ဗရောက်ဈေးတဲ့အဲ့တော့ကားကိုလာတဲ့ဈေးကားတွေပေါ့ဗျာနော်ကားတွေကိုကားပါကင်ကြီးကောက်တယ်ဗျာမရရင်ပညာပြတယ်တဲ့မတရားတောင်းတယ်တဲ့3000တဲ့လမ်းဘေးဈေးတယ်လေဈေးကောက်တယ်ဈေးကောက်ဆိုတော့ပုံမှန်အဖြစ်နေစမ်းမအောင်ရန်ကုန်မြို့မှာဈေးကောက်ဆိုခင်ဗျားကြားဘူးတယ်မလားကျွန်တော်တို့ဘယ်နှခုနှစ်လောက်ရှိမလဲဆိုဗျာမရှိဘူးဆိုရင်ဟာကြာပြီပဲဈေးကောက်လုပ်ငန်းတွေစတာအရင်ကဆိုဈေးကောက်လုပ်ငန်းကဗျာစီပင်ကဈေးကောက်လုပ်တာနောက်ပိုင်းဈေးကောက်ကိုဒီပေါ့နော်တာမန်ပြည်သူတွေကို contract ပေးတယ်ပေါ့ contract ပေးပြီးတော့ကျွန်တော်တို့ဈေးကောက်ကိုလုပ်ငန်းကိုလုပ်ကြတာဖြစ်တယ်အခုကျတော့ဒီပုံစံမျိုးတွေမဟုတ်တော့ပါလားဆိုလိုချင်တာဗျာဒီလမ်းထဲမှာနေပြန်ကြဈေးတွေမှမြောက်ကိုကျွန်တော်တို့နိုင်ငံတော်အစိုးရနဲ့တရားဝင်ခွင့်ပြုထားတဲ့ဈေးကောက်ကဈေးကောက်ပိုင်ခွင့်ရှိတယ်အဲ့တော့နိုင်ငံတော်အစိုးရကိုအဲ့ဒီcontractor ပေါ့နော်ဒီ contract ဆွဲထားတဲ့သူကပိုက်ဆံပြန်ပေးရတယ်ပို့တာကိုတော့ပြည်သူကစားတယ်ပေါ့ဒါပြည်သူတွေလည်းအလုပ်ရတယ်အဲ့လိုမျိုးအဆင်ပြေကြတယ်ပေါ့အဲ့လိုမျိုးတော့ရှိပါတယ်အခုတော့ဘယ်လိုဖြစ်နေဆိုတော့အဲ့ဒီဈေးကောက်လုပ်ငန်းတွေဈေးကောက်တွေကိုဘယ်သူကကောက်လဲဆိုလို့ရှိရင်လူမိုက်တွေဇိုးတွေကကောက်တယ်အဲ့တော့ဒါတော့တခုပေါ့ဗျာနော်ကားပါကင်လည်းဒီလိုပါပဲကားပါကင်လည်းဆိုရန်ကုန်မြို့မှာရှိတဲ့ကားပါကင်လည်းဆိုလို့ရှိရင်ဟိုရင်ကဆိုလို့ရှိရင်ပေါ့ဗျာနော်စီပင်ကကောက်တယ်စီပင်ကမကောက်ချင်တဲ့ခါကျတော့ပြည်သူလူထုအလုပ်ရအောင်လို့ဆိုပြီးတော့ဦးတန်းရွှေလက်ထက်ကလုပ်ခဲ့တဲ့ပုံစံတွေပေါ့ဦးတန်းရွှေလက်ထက်ကလုပ်ခဲ့တဲ့ပုံစံတွေဆိုလို့ရှိရင်ဒီဈေးကောက်ကားပါကင်တွေကောက်ဖို့ဆိုလို့ရှိရင်အရက်သားပြည်သူတွေကိုမင်းကောက်မလားကောက်မဟေ့ဆိုရင်နိုင်ငံတော်အစိုးရစီမှာတရားဝင်ပတ်စံပေးပြီးလို့ရှိရင်ကောက်ပို့တော်မင်းယူကြံငင်းဈေးဘလောက်ချပေးတာလဲအဲ့တော့ဒါမျိုးခစ်တွေတော့ရှိခဲ့တယ်ပေါ့ဗျာနော်အခုချိန်မှာတော့ဒီလုပ်တွေကိုအစိုးရလည်းမရဘူးစီပင်ကလည်းမရဘူးဘယ်သူမှမရမလဲဇိုးတွေကရနေဇိုးတွေနဲ့အုပ်ချုပ်သူတွေအာဏာပိုင်တွေကရနေတယ်ဖြစ်ချင်တိုင်းဖြစ်နေတဲ့နိုင်ငံကြီးဖြစ်နေတယ်ဗျာနော်အဲ့တော့ဒါအခုလက်ရှိလှိုင်မြို့နယ်ရွှေဘလောက်9ဈေးကပုံစံမျိုးပေါ့ဗျာကောက်နေတဲ့သူနာမည်ကလည်းဝင်းနိုင်နေဗျာနော်ဒါကတော့ပြောရအောင်မယ်နော်အဲ့တော့9တိုင်းနေစီကလည်း9တွေတောင်းတယ်တဲ့ပိုက်ဆံတွေတောင်းတယ်တဲ့လမ်းဘေးဈေးတွေဈေးကောက်တယ်တဲ့ KB ဆိုင်ရစာပတ်စံကောက်တယ်တဲ့ဗျာနော်ကောက်ချင်တိုင်းကောက်နေတာကြည့်